ခြေထောက်နှစ်ချောင်းချိပဲထောင်နေတာကြည့်ချင်တော့ပါဘူးကွာဆိုပြီးတော့ကျမဗီဒီယိုလေးကိုကြော်မသွားလိုက်ပါနဲ့အဆုံးကြည့်ပြီးသွားဖို့မေတ္တာရက်ခံချင်ပါတယ်ခြေထောက်နှစ်ချောင်းမူးဖို့ထောင်ထားမှယောဂလို့ခေါ်တာပါခြေထောက်နှစ်ချောင်းမူးဖို့မထောင်နေဘူးဆိုရင်အဲ့ဒီဟာကယောဂမဟုတ်ပါဘူးစတာပါအားလုံးကိုလည်းပဲကျမနဲ့အတူခြေထောက်နှစ်ချောင်းကိုမိုးပေါ်မှာထောင်ပြီးတော့ယောဂလိုက်ကစားစေချင်ပါတယ်ကျမကတော့အမြဲတမ်းခြေထောက်နှစ်ချောင်းမိုးပေါ်မှာထောင်ထားပြီးတော့ယောဂဆက်ကစားသွားအောင်မှမလို့ကျမရဲ့ဗီဒီယိုလေးတွေကိုလည်းအားပေးပါအောင်နော်ဒီ post လေးကတော့ကျမအချိုးလျှော့နေတာဖြစ်ပါတယ်ကျမထိုင်ချလုပ်နေတာမဟုတ်ပါဘူးเนาะကျမရဲ့အချိုးလျှော့နေတဲ့မျိုးပေါ့ကျမလေ့ကျင့်ခန်းလုပ်ပြီးတိုင်းကျမအချိုးလျှော့ဖြစ်ပါတယ်လေ့ကျင့်ခန်းမလုပ်ခင်လေးပဲကျမအချိုးလျှော့ဖြစ်ပါတယ်ကျမထိုင်ချမလုပ်ဖြစ်တတ်ကြပါပြီကျမကိုထိုင်ထလုပ်ပြပါလို့ပြောတဲ့သူတွေအတွက်လည်းကျမနောက်ဗီဒီယိုလေးမှာထိုင်ထလုပ်ပြပါမယ်ဒါကတော့ကျမအချိုးလျှော့နေတာဖြစ်ပါတယ်ဘိုင်ဘိုင်